သားစီစဉ်နေရတရားဓမ္မပေါင်းတို့ကဆရာတော်ရှင်ညာနာဓမ္မစရိယာ BA ဗုဒ္ဓဇင် MA ဟွန်နယ်ဒီအရှင်သူမြတ်ထံမှာတရဏဂုံ၃ပါးနဲ့တကဝအင်္ဂါ၅ပါးနဲ့ပြည့်စုံသောသီလတရားတော်ခံယူစောင့်တည်ကြရန်ဖြစ်ပါတယ်သို့ဖြစ်ပါ၍ဩကာသကတော့တူဖြင့်ညီညာဖြတ်ဖြတ်ရှင်ဖူကတော့ကြပါကုန်စို့ခင်ဗျာကာယကံဝစီကံမနောကံသဗ္ဗဂောတခတိန်သောဖြစ်တို့ကိုပြောင်းပါစေခြင်းအကျိုးမှာပထမဒုတိယတတိယတစ်ကြိမ်နှစ်ကြိမ်သုံးကြိမ်မြောက်အောင်ဘုရားယတနာတရားယတနာသံဃာယတနာယတနာမြတ်သုံးပါးတို့အယူအတိအလေးအမြတ်လက်ဆုံးမူ၍ရှင်ကိုပူဇော်ဘုမြော်မှန်လျှောကရောဝါဤရှင်ဘုရားတော်ရသောအကျိုးအားကြောင့်အပေလေးပါးကတ်သုံးပါးရာတိ၈ပါးယံမျိုး၅ပါးဝိပတိတရား၄ပါးယတနာတရား၅ပါးတို့မှာဘဝဆက်တဲ့တရားတွေရှိ၍တရားဘုရားနိဗ္ဗာန်ရှမ်းသာတရားတော်မြတ်ကိုရပါလို့ဤရှင်ဘုရားဒုတိယအကြိမ်မြောက်ခွန်အားဖြင့်မိဂုံမောင်နှမများနဲ့အားလုံးသောတရားဓမ္မအပေါင်းစုတော်ကောင်းတို့စီရင်ပြတ်အပ်သောတရင်တင်ငန်းစက္ကလူတန်းပွဲတထေအောင်ပွဲဓမ္မသဘင်၌အသက်ရှိသောနာမေရေးရံပြီးကိကြောင့်ကောင်းမှုမင်္ဂလာအဖျားဖျားနဲ့ပြည့်စုံပါစေခြင်းအကျိုးငါလောကသုံးပါး၌တည်တဲ့များအလုံးစုံကိုအကုန်အစင်သိမြင်တော်မူခြင်းကြောင့်ဒုနဲ့ဗျမတတဝါတို့ရဲ့ဘုရားရာစစ်မှန်ဖြစ်တော်မူသောအရဟတအထဗျာသောဂုဏ်တော်ကိုယ်တည်းနဲ့ပြည့်စုံတော်မူသောဘုရားမြတ်ယတနာမြတ်စွာဘုရားရှင်ကိုမြတ်ကြီးသေးလေးသေးခြင်းနဲ့ကဘာတသိကာလပတ်လုံးပါရမီတော်များဖြစ်ခြင်းတော်မူပြီး၍45ဝါတိုင်တိုင်ချင်းချမ်းကျုပ်ကိုအထုရရှိတော်မူခဲ့သောမဟာတတ္ထာသဗျာသောဂုဏ်တော်6တန်းနဲ့ပြည့်စုံတော်မူသောတရားတော်မြတ်ယရနာဒုတရားတော်မြတ်တို့ကိုမြတ်စွာဘုရားရှင်ကိုယ်တော်မြတ်ကြီးလက်ထက်မှယနေ့ထက်တိုင်အောင်မပြတ်မပြောင်းတင်းတင်းသောရောက်တော်မူကြအကုန်သောလောကရိကနာသာစပြသောဘုံတော်ကိုယ်တည်းနဲ့ပြည့်စုံတော်မူသောသံဃာတော်မြတ်ယရနာတရားတရားသံဃာယနာမြတ်သုံးပါးပေါင်းအားယုတ်တင်မြတ်နှုတ်လက်ဆုံးမူ၍ရှင်ကိုဘုသောဘုမြော်မှလျော်ဘရောရတော်မူသဝနာတက္ကေသကာလဝနိဝဒကုတုကံသေနာသောတိတဲ့ပြည့်တော်သီလကုတုကံသေနာပွားများတဲ့ပြည့်တော်ဘာဝနာကုတုကံသေနာနေ့စဉ်နေ့တိုင်းလာစဉ်လာတိုင်းနှစ်စဉ်နှစ်တိုင်းမြတ်စွာဘုရားရှင်ကိုယ်တော်မြတ်ကြီးပฏิယတိသာသနာပฏิပတိသာသနာပฏิဝေဒသာသနာသာသနာတော်တို့ကိုစွမ်းသင်္ကန်းကြောင်းစေ၄ပါးသောပစ္စည်းတို့၏ထောက်ပံ့လူရန်ကြောင့်ဖြစ်သောပစ္စယနုဂဟကုသိုလ်ကံစေရနာဤသို့ပေါင်းအများများလာသောကုသိုလ်ကံစေရနာဖြာဖြာတို့ကြောင့်သရဏဓမ္မပေါင်းသူတော်ကောင်းတို့သည်အလိုရှိအတောင်းတအပန်းစင်အကြံစီအပ်သောသူတို့သုံးမြတ်နဲ့တလုံးတော်တဲ့ပြည့်စုံနိုင်ကြကုန်သည့်သာရင်ဖြစ်၍မဘုံနဲ့နိဗ္ဗာန်ကိုရလွယ်ရောက်တဲ့မျက်မှောက်ပြုလွယ်နိုင်ကြသည်သူတော်ကောင်းအမျိုးကောင်းကမျိုးကောင်းတတိများဖြစ်နိုင်ကြပါစေအဟံဗန္တိဒီပရဏိနသဟသေသတိလံဓမ္မညသာမိအနုဂဟံကတဝါဒီလံဒေထနေဗံတိဒုတိယံပိတတိယံပိသံဗံတိဒီပရဏိနသဟသေသတိလံဓမ္မညသာမိအနုဂဟံကတဝါဒီလံဒေထနေဗံတိယမံဝဒမိဓမ္မရိထနမောတတ္တဗဂဝတောအရဟတောသမ္မာသမ္ဗုဒ္ဓတ္တ
Buddham Dharanam Gissami, Dhammam Dharanam Gissami, Sangam Dharanam Gissami. Tuti Yambi Buddham Dharanam Gissami, Tuti Yambi Dhammam Dharanam Gissami, Tuti Yambi Sangam Dharanam Gissami. Tati Yambi Buddham Dharanam Gissami, Tati Yambi Dhammam Dharanam Gissami, Tati Yambi Sangam Dharanam Gissami. Tikarana Kahana Bari Bona Banadi Bada Virami Pekavram Mariyami Adena Dana Virami Pekavram Mariyami Kamidu Mesa Sara Virami Pekavram Mariyami Udawada Virami Pekavram Mariyami Surami Daya Misa Pamada Dana Virami Pekavram Mariyami Idami Bonya Alawakaya Yahan Hodu Idami Dana Naibanata Sisayo Hodu Imani Di Beranina Bisa Dila Dhamma Baduga Gadawa Apamatina Tambadita Salabio, Akana season Doya, Witu, Mama Nuema, the Yadon Gata, Yupa Puzoy, Siaro Shintumyama, the Yayi, Amiasi, Sala Hoja and Pipari, Upipayu, Mama Nuema, the Yadon Gata, the Ape, Yigu Monama upon Radagama upon. Subang si jembat ada kepentingan sekat ludang buat. Sama mohon kepentingan sekat ludang buat, awam buat, sama tapi jika dapat keterima di dengan begitu, ada itu dengan hari ini, kalau putus juga. Ini kalau kepentingan aja luar itu susu ni, awam buat sama tapi. စီရင်ကျင်းပတဲ့အချိန်ခါတည်းများဖြစ်ပါအဲဒီပွဲမှာဘုန်းကြီးတို့အချိန်နည်းနည်းစီယူကြရအောင်နော်တရားဟောခြင်းလေးလည်းတနားရီလောက်ဆိုသိပြီမလားဒီပါလေလူက၄-၅ ယောက်ပဲနော်တရားဟောခြင်းတနားရီဆိုဒီ9 ယောက်လောက်ဒီပါလေတနားရီလောက်တော့အချိန်ကြီးလို့မဖြစ်ဘူးလေနော်တရားနဲ့ဖောက်တာနဲ့သင်္ကန်းကတ်မှာနဲ့ပရိသတ်ပင်ကတ်မှာနဲ့နောက်ပြီးကြတော့သင်္ကန်းကတ်တာနဲ့ဆိုတော့ဘုန်းကြီးတို့တရားဟောခြင်းကိုအလုံးစုံမိနစ်20ပေါ့နော်မိနစ်20လို့သင်ပြရမို့လားပြပါပါဗျာ20ကျတော့အတန်ကျေရွေးနော်တနားကြတော့9 ယောက်ပဲရှိရနော်မိနစ်20ပေါ့ချိန်အခါဆိုတာကြည့်ရပြီလားနော်မိုးလေဝသအချိန်ခါနဲ့ကျန်တဲ့အချိန်ခါပြီးတော့ကြည့်ရပါတယ်အဲကြောင့်ဘုန်းကြီးတို့ဒီခွန်အားသစ်ဒီကုံမောင်နှမတွေစီရင်ကျင်းပတဲ့ဓမ္မသဘင်မှာတရားကောင်းစဉ်နာမည်လေးပြောပြီးတော့လူရင်းတူချင်းပေါ့တို့တကဓမ္မပေါင်းသူတော်ကောင်းတို့လည်းသိပြီးသားပါပဲတရားကောင်းစဉ်ကိုသိစ္စာတရားလူတရတရားတော်နော်ဘာတရားလဲသိစ္စာတရားလူတရတရားတော်ပါဗျာလွယ်လေဒီထက်လွယ်ကြည့်တယ်သိစ္စာတရားတရားတော်ကိုအမှတ်ထားလိုက်ပါနော်သိစ္စာတရားဆိုတော့လောကဓမ္မနဲ့ပြောရရင်မြန်မာမှုပြန်တဲ့သိစ္စာတရားပဲပါတယ်လူတရတာမဟုတ်လားအဲကြောင့်တို့တကဓမ္မပေါင်းသူတော်ကောင်းတို့လူတရဖို့အဓိကပါပဲမဟုတ်ဘူးလားလူရဲ့ချိန်ရရမယ်တတဲ့ချိန်ရရမယ်အဲကြောင့်မလို့လူတရတရားတော်ဒါမှမဟုတ်လေသိစ္စာတရားတော်နော်အဲ့တရားတော်ကိုမနာကြလည်းမြင်အားလုံးသောတရားဓမ္မအပေါင်းသူတော်ကောင်းတို့နဲ့ကထိတ်တရားဓမ္မအပေါင်းသူတော်ကောင်းတို့အန္တရာယ်ကင်းဉာဏ်ကျွယ်ရှင်းပြီးတော့ပေါင်းခြင်းမင်္ဂလာကျက်တည်မင်္ဂလာအဖျားဖျားနဲ့ပြည့်စုံစေဖို့
နာပိတိယောဘုဝေသံတုသောကောရောဂောဝိနာတတုမာတိဘဝတောရယသုတိတိကာယဘောဘဝအဘိဝရဏတိလိစ္ဆနိစ္စဝဒပစာယိနောသန္တရောဓမ္မဝိတ္တံတိအာယုဝနောဒုက္ခပလံနာပိတိယောလုံးစုံသောဘေးဥပအန္တရယံတွေပေါင်းသည်ဘုဝေဇံလူရှောင်းလွယ်ပြောက်ပြက်နိုင်ကြပါစေသောကောသောကတရားဒီလည်းကောရောဂောသတဏ္ဏယောဂမျိုးမျိုးတို့ဒီလည်းကောဝိနာတံတုပြောက်ပြက်နိုင်ကြပါစေကိုဒါကအန္တရာယောလုံးစုံသောအန္တရာယ်ပေါင်းတို့သည်မာဘုံလူမကြမရောက်ကြပါကုန်စေလေဒုက္ခိဒုက္ခိတာကိုစိတ်နှပြလိုအိဋ္ဌာဖြင့်ဤကားကျွဲဝချမ်းသာချမ်းသာကြသည်ဖြစ်၍ဒီကာယုကာအသက်တရားကျော်သည့်တိုင်အောင်ဘဝတုဘဝင်တုမုံချမသွေဖြစ်နိုင်ကြပါစေကုန်သတည်းအလုံးသောတရားဓမ္မပေါင်းသူတော်တို့ညှပ်ကြတဲ့ဣရိယာပုဂ္ဂိုလ်တွေထိုင်ပြီးတော့တရားဓမ္မနှလုံးသွင်းကြရအောင်နော်ဒီလိုအစဉ်ပြေတဲ့ပုံစံလေးနဲ့ထိုင်ကြရအောင်တတိယအောင်ပွဲဓမ္မသဘင်မှာအိဋ္ဌတရားလိုတရတရားတော်တဲ့မြတ်စွာဘုရားရှင်ကိုယ်တော်မြတ်ကြီးဝိစီမတိုက်ကောတိယအတိုင်းမှာတခုသောရွာနိကုံးမှာတည်င်းသုံးတော်မူတဲ့အချိန်ယက္ခပိဇာလို့အမည်ရတဲ့တက္ကကြီးတယောက်ကလျှောက်ထားတော့မြတ်စွာဘုရားအိဋ္ဌတရားဖြစ်မယ်တရားဒါမှမဟုတ်လေမြတ်စွာဘုရားလူတိုင်းကရတဲ့တရားတတိယကိုဟောပြတော်မူပါဘုရားလျှောက်ထားတော့မြတ်စွာဘုရားရှင်ကိုယ်တော်မြတ်ကြီးကလျှောက်ထားဟောကြားတော်မူခဲ့တာဖြစ်ပါတယ်ယက္ခပိဇာဆိုတဲ့တရားကြီးတယောက်လျှောက်ထားတဲ့အတွက်ကြောင့်မြတ်စွာဘုရားရှင်ကိုယ်တော်မြတ်ကြီးနံပါတ်1အနေနဲ့ဟောကြားတယ်จิตตายက္ခပိဇာတဲ့လောကမှာတံပရံတရားဆိုတာရှိတယ်။ဘာတရားလဲလဲ။တံပရံတရားဆိုတာပြည့်စုံတဲ့အိဗေရှိနော်။တံပရာဆိုတာပြည့်စုံအဲ့ဒီတရားတွေဆိုတာရှိတယ်။အဲ့ဒီတရားမှာဥပ္ပန္နတံပရာတဲ့ပေးလိုက်ဘာတရားလဲ။ဥဒ္ဌာဏတံပရာဥဒ္ဌာဏကိုဘုန်းကြီးတို့မြန်မာလိုပြန်ပြီးပြောရလို့ရှိရင်လုံးလဝရိယလို့ခေါ်တယ်။ဘာခေါ်လဲ။လုံးလဝရိယလို့ခေါ်တယ်နော်။จิตตายက္ခပိဇာတဲ့လောကမှာဥဋ္ဌာဏတံပရာတဲ့လုံးလဝရိယနဲ့ပြည့်စုံရတယ်။ဟောအလုံးစုံတို့တရားဓမ္မပေါင်းတော်ကောင်းတို့လုံးလဝရိယဆိုတော့တို့တရားဓမ္မပေါင်းတော်ကောင်းအားလုံးသိကြတယ်မဟုတ်လား။အရာရာတိုင်းရဲ့အပေါ်မှာလုံးလဝရိယထားရင်တော့အကောင်းဆုံးပဲလေဒါပေမဲ့ဘုန်းကြီးတို့တရားဓမ္မပေါင်းတော်ကောင်းတို့ပြန်ကြည့်ရမှာကအဲ့ဒီလုံးလဝရိယကရှိကိုရှိရမယ်လုံးလဝရိယလားဒါမှမဟုတ်လေလုပ်ကိုလုပ်ရမယ်လုံးလဝရိယလားဟောအကြောင်းအကျိုးညီညွတ်တဲ့လုံးလဝရိယလားဒါမှမဟုတ်လေရှိသိရှိထိုက်တဲ့လုံးလဝရိယလားဟောဒါတွေကိုပြန်ပြီးတော့ခွဲခြားပြီးတော့ကြည့်ရမယ်နော်အဲကြောင့်မလို့မြတ်စွာဘုရားရှင်ကိုယ်တော်မြတ်ကြီးဟောထားတဲ့ဥဋ္ဌာဏတံပရာမှာလုံးလဝရိယရှိရမယ်ဆိုတဲ့နေရာမှာဘုန်းကြီးတို့အကြောင်းနဲ့အကျိုးနဲ့လုပ်တင်တာနဲ့မလုပ်တင်တာပေါင်းစပ်ပြီးတော့ဝိရိယတစ်ခုဘုန်းကြီးပြောပြမယ်နော်မောဟတရာဇတ်တော်မှာဉာဏ်တွင်းထဲမှာရေကန်ကြီးတစ်ကန်ရှိတယ်အဲ့ဒီရေကန်ကြီးမှာကြည်စိမ့်ပြီးတော့ရှိတဲ့ရေကန်ကြီးထဲမှာဗရမ ्या အယောင်တစ်ခုကရေကန်ထဲမှာရောက်ဘယင်ကလမ်းလျှောက်လာတယ်အတူချုပ်ပြောရတယ်ဘယင်ကလမ်းလျှောက်လာအဲ့ဒီရေကန်ထဲကိုငုံကြည့်လိုက်တော့ဘာသွားတွေ့လို့ဆိုတော့လက်နဲ့အယောင်တစ်ခုတောက်နေတဲ့ဗရမ ्या ကိုသွားတွေ့ဗရမ ्या ကိုသွားတွေ့တဲ့အခါကျတော့ဘယင်ကြီးကကြည့်အမတ်တွေကိုခေါ်လိုက်တယ်အမတ်ကြီးတို့
ဒီကံနဲ့ဗရမ ्या ကိုငါ့ကိုဆယ်ပေးသမ်းမှာဆိုတော့အမတ်တရားဗရမ ्या ကိုဆယ်တာပေါ့လေသူတို့ဆယ်တဲ့နေရာမှာတူတန်းတယ်ဘယ်လိုဆယ်လဲဆိုတော့ကံထဲမှာရှိတဲ့ရေကိုအကုန်ခတ်တော့ရေတွေရှိတဲ့မြတ်အကုန်လုံးတစ်ယောက်နဲ့မယောက်2ယောက်2ယောက်နဲ့မယောက်3ယောက်ဒါအကုန်လုံးဒီနန်းတွင်းထဲမှာရှိရပြီးအကုန်ခတ်နန်းတွင်းထဲမှာရှိရပြီးအကုန်ခတ်ဆိုပြီးတော့ရေတွေခတ်တော့ကံထဲမှာရေပြောင်းသွားတယ်ရေပြောင်းတဲ့အချိန်မှာဗရမ ्या မရှိတော့တစ်ချိန်ဒီကြီးဗရမ ्या မရှိပါဘူးအေးဟုတ်ပြီနောက်ရေပြန်ပြည့်ရေပြန်လမ်းလျှောက်ဗရမ ्या ရေထဲမှာရှိတာရေထဲမှာရှိတဲ့အခါကျဘေးကြီးကပြန်ပြောတယ်ကဲမင်းတို့သောတော်ကလည်းဆယ်ပြီးပြီပထမတစ်ခါခုနောက်တစ်ခါဖြတ်ဆယ်ထုံးစံတိုင်းပဲဒီတွန်းလာပဲရှုပ်နေခတ်တော့ရေတွေခတ်တော့ဗရမ ्या မတွေ့ဘူးဟောဘယင်လမ်းလျှောက်တော့ဗရမ ्या ကိုမြင်တယ်မူမတ်တွေဝန်ထမ်းတွေဒီကိုခတ်ထုတ်တော့ဗရမ ्या မရှိဘူးမထူးဆန်းဘူးလားမကြီးတွေဝိရိယတွေထုတ်ပြီးတော့ဟေးခတ်ဟာနဲ့ကံနဲ့ရေတွေကုန်လာသူတို့ဝိရိယတွေသိလားလုံးဝဝိရိယတွေရေတွေခတ်ထုတ်မက်တီကမကောက်ဘူးဒီနန်းတွင်းထဲမှာရှိရလူတွေကခတ်ထုတ်ကုန်ခတ်ထုတ်လုံးဝဝိရိယတွေမဆက်ရဘူးလားဟောပညာတွေ့လားသိဘူးအဲ့ဒီချိန်မှာဘာလုပ်လဲဆိုတော့မောဟတရာပညာရှိကိုခေါ်ပြီးတော့ကဲမောဟတရာပညာရှိကံနဲ့ဗရမ ्या ကိုဆယ်ပေးသမ်းမှာဆိုပြီးနောက်ကြီးတက်လာတဲ့ခါကျတော့ဗရမ ्या ကိုဆယ်ခိုင်းတာဘုရားတော်မောဟတရာကံပေါင်းကိုလမ်းလျှောက်ကြည့်တယ်ကံထဲမှာဗရမ ्या အရေးအောင်တွေ့တယ်ဟုတ်တယ်ကြည်လက်နဲ့ဗရမ ्या အရေးအောင်တွေ့တယ်ကံထဲမှာကြည့်ပြီးတော့အပေါ်မော့ကြည့်ကံပေါင်းမှာထမ်းမဲ့တယ်ရှိတယ်ထမ်းတဲ့ပေါ်မှာသက်တိုက်တူရှိတယ်သက်တိုက်တဲ့မှာဗရမ ्या ရှိတယ်ကချီပြီးတော့ချထားတာဖြစ်မှာပေါ့နော်ဗရမ ्या ရှိတယ်သက်တိုက်တဲ့မှာသက်တိုက်တဲ့မှာဗရမ ्या ရှိတဲ့အတွက်နေအောင်ကြီးကထိုးတဲ့အခါကျတော့နေအောင်ကြီးအလင်းနဲ့ဟိုးရေကန်ထဲမှာအကျိတ်သွားထင်းနေတာဒါကြောင့်မှမောဒရာပညာရှိကကဲနန်းတွင်ထဲကဝန်ထမ်းတယောက်ကိုထမ်းပြီးတော့တက်ပြီးတော့ဗရမ ्या ကိုယူခဲ့ဆိုပြီးတော့ဘယင်ကိုဆက်ကပ်လိုက်တာဟောမောဒရာပညာရှိတို့ရဲ့လုံလဝိရိယကြတော့သေသေးချာချာစဉ်းစားသုံးသပ်ပြီးတော့ဒီမှာအရေးရှိတယ်အပေါ်မှာထမ်းပင်ရှိတယ်ထမ်းပင်နဲ့အတိုက်ထဲမှာဗရမ ्या ရှိတယ်နေအောင်ကြီးထိုးတယ်ဒီထဲမှာကြသူ့ရဲ့လုံလဝိရိယကြတော့သေသေးချာချာတွေးခေါ်စဉ်းစားသုံးသပ်တဲ့လုံလဝိရိယဟုတ်လားဘယင်နဲ့အမတ်တွေကြတော့ရေတွေခတ်ထုတ်နဲ့ဗရမ ्या တွေ့တာလုံးသိလုံးထိုက်တဲ့လုံလဝိရိယလားမလုံးသိမလုံးထိုက်တဲ့လုံလဝိရိယလားမလုံးသိမလုံးထိုက်တဲ့လုံလဝိရိယနော်အဲကြောင့်မြတ်စွာဘုရားရှင်ကိုယ်တော်မြတ်ကြီးဟောတဲ့လုံလဝိရိယမှာလည်းတို့တက္ကမပေါင်းပြီးတော့ကောင်းလို့လုံးသိလုံးထိုက်တဲ့လုံလဝိရိယဒါမှမဟုတ်လေဉာဏ်နဲ့ရှင်တဲ့လုံလဝိရိယဟုတ်လားနောက်ပြီးကြတော့အချိန်ခါလေးသိရမယ်လုံလဝိရိယအများကြီးပေါ့လေနော်အချိန်ခါလေးဆိုတော့ကမားကြီးတို့စဉ်းစားကြည့်လိုက်ပြီးတယ်ငှက်ကိုဘယ်လိုလဲတက်တည်ငှက်တွေကိုဘယ်ချိန်မှသိရမနေ့ပိုင်းသိလို့ရရဘူးတက်တို့ငှက်တို့သွားပြီးတော့မနေ့ပိုင်းလေးသွားပြီးတော့ဟိုကျိုးတန်းတင်လို့ရလားမရဘူးညံပါတယ်တက်ဆိုတော့ဘယ်မှာအိတ်ညမှာအိတ်တာမဟုတ်လားညအချိန်ခါမှတက်ကိုသိရတယ်ဉာဏ်နဲ့ရှင်ရတယ်ငါဝိရိယကောင်းတယ်ဆိုပြီးကြက်ကြီးပိုက်ပြီးတော့မနဲ့ကောနေဝအိတ်စိနဲ့ပြောလို့ရလားမရဘူးလုံးဝဝိရိယပါရတယ်ဉာဏ်နဲ့ရှင်ရတယ်နော်အဲကြောင့်မလို့ဘုရားရှင်ကိုယ်တော်မြတ်ကြီးဟောထားတာကဉာဏ်နဲ့ရှင်တဲ့ဝိရိယတွေဖြစ်ရမယ်တဲ့လုံးသိလုံးထိုက်တဲ့ဝိရိယတွေဖြစ်ရမယ်ဟုတ်ပြီလားအဲကြောင့်မလို့တက္ကမပေါင်းတော်ကောင်းလို့အိတ်တာတေဟာလိုဒရတရားဆိုတာကနံပါတ်1တပါးအနေနဲ့ဥဋ္ဌာဏတံပရာဆိုပြီးတော့မြတ်စွာဘုရားရှင်ကိုယ်တော်မြတ်ကြီးကမိန့်တော်မူတာဖြစ်ပါတယ်။နောက်နံပါတ်2အိဋ္ဌတရားတပါးအာရခတံပရာအာတံပရာလေအာရခတံပရာမိမိတို့လူဘဝမှာရှားပွေစုဆောင်မိမိတို့လုံးလို့ရရှိတဲ့နဝကံမှာစိစိတ်ဥစ္စာလေးတွေကိုရေမီးမင်းကိုတူမချစ်မနှစ်သက်တဲ့
အဲ့ဒီ၅ပါးရဲ့အန္တရာယ်ကနေပြီးတော့စာကွယ်နိုင်ရမယ်ဒါစောင့်ရှောက်နိုင်ရမယ်အဲ့ဒါကိုပါလေအာရခတံပဒါလို့မြတ်စွာဘုရားရှင်ကိုလိုမြတ်ကြီးခေါ်တော်မူတာဖြစ်ပါနော်ဒါကနံပါတ်1အာရခတံပဒါနောက်တစ်ချက်ကပို့ပြီးတော့အရေးကြီးတယ်ကလျာဏမိတ်တတံပဒါဘာတံပဒါလဲကလျာဏမိတ်တတံပဒါမြန်မာလိုပြောရရင်မိတ်ကောင်းဆွေကောင်းရှိရမယ်။ဘာရှိရမလဲ။မိတ်ကောင်းဆွေကောင်းရှိရပါမယ်။တို့တကားဓမ္မရှိတယ်မဟုတ်လား။ရှိမှာပါပဲနော်။ပုဂ္ဂိုလ်တဝူတိုင်းမှာမိတ်ကောင်းဆွေကောင်းရှိမှာပါပဲ။ဟုတ်လား။ခုံလဲအတူတူပုဂ္ဂိုလ်ပုဂ္ဂိုလ်ရှိမှာပဲ။ဟိုဟာလေးဆိုလဲမိတ်ကောင်းဆွေကောင်းရှိမှာပဲနော်။အဲကြောင့်မလို့ကလျာဏမိတ်တတံပဒါမိတ်ကောင်းဆွေကောင်းနဲ့ရှိရမယ်တဲ့။မြတ်စွာဘုရားရှင်ကိုယ်တော်မြတ်ကြီးကိုရှင်အာနန္ဒာကလျှောက်တယ်။ဘယ်လိုလျှောက်လဲဆိုတော့ဘုန်းတော်ကြီးတော်မတော်မြတ်စွာဘုရားလောကမှာမိတ်ကောင်းဆွေကောင်းရှိရင်တော်တော်ပြည့်စုံပါတယ်ဗျာရှင်းအာနန္ဒာမြတ်စွာဘုရားရှင်ကိုယ်တော်မြတ်ကြီးကို၆တာအဲ့ဒီမှာမြတ်စွာဘုရားရှင်ကိုယ်တော်မြတ်ကြီးကဘာပြန်မိတ်တော်မူတယ်လဲဆိုတော့จิตအာနန္ဒာတဲ့လောကမှာမိတ်ကောင်းဆွေကောင်းရှိတာကနည်းနည်းပြည့်စုံတာမဟုတ်ဘူးတဲ့တန်တရာအဆုံးထိပြည့်စုံတာတဲ့ဟောစဉ်းစားကြည့်နော်မိကောင်းဆွေကောင်းရှိတယ်ဆိုတာကတန်တရာအဆုံးထိအကုန်ပြည့်စုံနိုင်တယ်ဟုတ်တယ်တို့တကားဓမ္မလို့စဉ်းစားကြည့်တယ်တိစ္ဆုတ်တံမှာမိကောင်းဆွေကောင်းရှိတာကလျာဏမိတ်တာရှိတာသွားရေးလာရေးနေထိုင်အပေါ်ယံတွေးကြည့်ရင်အဆင်မပြေဘူးလားမိကောင်းဆွေကောင်းပြောတာနော်ဒါကောင်းတာမကောင်းတာတော့ကိုယ်ခွဲခြားကြည့်ရမယ်နော်ဒါတိစ္ဆုတ်တံမှာပြောတာနော်ဓမ္မနေပေဘက်ကနေကြည့်မယ်ဆိုလို့ရှိရင်ဘုရားတည်ဟူသောမိကောင်းတရားဒီဟုတော်မိတ်ကောင်းတန်ခါဒီဟုတော်မိတ်ကောင်းမရှိဘူးလားရှိတယ်ဒီနေရာမှာဘုန်းကြီးတို့ပုံမြင်လေးတစ်ခုပြောပြရင်ဘုရားဒီဟုတော်မိတ်ကောင်းဆွေကောင်းတွေ့လို့သစ္ဆုတ်ကံစင်ရဲကနေတန်ត្រာချမ်းသာရသွားတာပုံမြင်လေးတစ်ခုရှိတယ်နော်လူရင်းဆွဲပြီးတော့ပြောကြည့်အောင်တကယ်လူကြီးခေါင်းခန္ဓာရတိုးရဲမှာနော်ကန္နာရဆိုတာတော်လားလွင်ပြင်းလားဒီကန္နာရလွင်ပြင်းကြီးလေနော်ကန္နာရလွင်ပြင်းကြီးဆိုတကယ်ဘာမှမရှိဘူးသေတော်ကြီးလူတယောက်ကအဲ့သေတော်ကြီးမှာလမ်းလျှောက်ပြီးတော့အထုပ်ကလေးနဲ့လမ်းလျှောက်ပြီးတော့ဒီကန္နာရကိုဖြတ်ပြီးတော့ရှိရတော်လေးကိုသွားမှာပူရလဲပူတာနေရလဲပူတာအဲ့တခါတယောက်ကလမ်းလျှောက်အဖို့လည်းမပါဘူးဒီဘူးလေးတစ်ဘူးနဲ့ထုတ်ကလေးနဲ့အဲ့အထုတ်ကလေးမှာလည်းအတပြားလေးပါပြီးပါတာပေါ့တရားလက်ထက်ကနော်အဲ့လိုလမ်းလျှောက်ပြီးကန္နာရကြီးကိုဖြတ်တန်းနေတဲ့အချိန်မှာမြတ်စွာဘုရားရှင်ကိုယ်တော်မြတ်ကြီးကမြတ်စွာဘုရားတို့ရဲ့ဉာဏ်တော်နဲ့ကြည့်တော်မူတယ်ဟောပြေနေကုန်တည်ပြီးတော့သူချမ်းသာနဲ့ချမ်းသာရလိမ့်မယ်လို့မြင်တော်မူတဲ့အခါကျတော့ဘုရားရှင်ကိုယ်တော်မြတ်ကြီးကအဲ့ကန္နာရလူဒီခေါင်းကြီးကိုကြွသွားအဲ့ဒီတခါကြီးကလည်းလမ်းလျှောက်ဘုရားရှင်ကိုယ်တော်မြတ်ကြီးကလည်းလျှောက်မြတ်စွာဘုရားရှင်ကိုယ်တော်မြတ်ကြီးကစပြီးစကားပြောတယ်တခါကြီးဘယ်သွားမှာလို့တခါကြီးဘယ်သွားမှာလို့ဆိုအဲ့ဒီတခါကြီးကမြတ်စွာဘုရားရှင်ကိုယ်တော်မြတ်ကြီးလက်ထက်ကဗျမနဝါဒဆိုတာတို့ဘုရားဘာသာပြောတာဘုရားဘာသာမဟုတ်ဘူးပေါ့လေနော်ပုံနာဝါဒသူကလှည့်ကြည့်လိုက်တယ်။အော်ငါ့ကိုစကားလာပြောတာမြတ်စွာဘုရားရှင်ကိုယ်တော်မြတ်ကြီးပါလား။ကဲမြတ်စွာဘုရားတော်ငါ့ကိုစကားပြောမှတော့ငါလည်းပြန်ပြောမှပဲမကောင်းပါဘူးပေါ့လေ။သူလည်းရှိမှာပေါ့နော်ပြန်ပြောတယ်။ဟုတ်ပါတယ်ဗျာတဲ့တပည့်တော်ဖြည့်တော်လဲသွားမလို့ပါပေါ့။လူရင်းပြောရရင်မြတ်စွာဘုရားရှင်ကိုယ်တော်မြတ်ကြီးကတရားကြီးရဲ့ပြည့်နေပုံလေးများမဆောက်တည်ခြင်းမူလား။ဟောတရားတဲ့စကားပြောရင်းနဲ့တရားလေးပါလေးပေါ်ရင်ပြောရင်းနဲ့ပေါ့လေနော်တရဏဂုံလေးမဆောက်တည်ခြင်းဘူးလားဆိုတော့ဟောဒီစကားကြီးရတယ်ကဲဆောက်တည်ရမယ်ဗျာဆိုပြီးတော့ဘုရားတရဏကိစ္ဆာမိဓမ္မတရဏကိစ္ဆာမိသံဃာတရဏကိစ္ဆာမိပြောရင်းဆိုရင်းနဲ့တရဏဂုံဆောက်တည်လိုက်တာပေါ့လေဘုရားရှင်ကိုယ်တော်ကြီးအေးရပါပြီဆိုပြီးတော့မြတ်စွာဘုရားရှင်ကိုယ်တော်ကြီးကပြန်ကြွအဲ့တကာကြီးကလည်းအဲ့ကန္နာရာကြီးကနေကြော်ပြီးတော့တောလေးလေရောက်ရောအဲ့တောထဲမှာတ냐နဲ့တွေ့တာပဲ
ဓမြနဲ့ပြီးတော့ဓမြတွေကသူ့စီမှာပါတဲ့အတပြားတွေကိုယူပြီးတော့သူ့ကိုရိုက်တယ်အဲ့ဒီအချိန်မှာသူကဘာသွားတတိယတော့ဆိုတော့ဘုရားရှင်ကိုတော့မြတ်ကြီးစီမှာပြည့်နေကုန်၃ပါးတင်ထားတော့သွားတတိယလာဩမြတ်စွာဘုရားရှင်ကိုတော့မြတ်ကြီးဒါကြောင့်တတ္တဝါတွေကိုကဲချွတ်တာကိုဆိုပြီးတော့ဗုဒ္ဓံတရဏံကိစ္စယူဓမ္မတရဏံကိစ္စယူသံဃာတရဏံကိစ္စယူဆိုပြီးလူတို့ဓမြတွေကသူ့ကိုရိုက်နှက်လိုက်လို့အဲ့မှာသေဝဝင်သွားတယ်ပြီးတော့လက်ပြင်မှာသွားရောက်တာအဲကြောင့်မလို့တို့တရားဓမ္မပေါင်းပြီးတော့ကောင်းလို့ဒီတံပရာမှာကြည့်ရကလျာဏမိတ်တတံပရာမှာကြည့်မယ်ဆိုလို့ရှိရင်ဘုရားဒီဟုသောကလျာဏမိတ်တတံပရာဘုရားဒီဟုသောကလျာဏမိတ်တတံပရာသံဃာဒီဟုသောကလျာဏမိတ်တတံပရာမိကောင်းဆွေကောင်းနဲ့ပြည့်စုံတဲ့အတွက်ကြောင့်ချမ်းသာဒုက္ခဖြစ်နိုင်တယ်တဲ့အဲကြောင့်မလို့ရသော်ဘုရားရှင်ကိုမြတ်ကြီးကဘာတရားလို့ပြောလဲသိက္ခာတရားလို့ပြောတာနော်တစ်ဖက်ကနေပြည့်စုံတဲ့တရားဒီဘက်ကကြည့်မလားပြည့်စုံရင်ဟိုဘက်ကကြည့်မလားပြည့်စုံရင်အဲအကြောင်းမလို့ဒီတရားကိုပါလေသိက္ခာတရားလို့ခေါ်တာဒီနေ့တို့တရားဓမ္မပေါင်းပြီးတော့ကောင်းလို့ကြည့်ပြီကတိသင်္ကန်းစက္ကန့်ထူတန်းရတယ်ဟောကလျာဏမိတ်တတရားတန်ကကိုယ့်ရဲ့မိကောင်းဆွေကောင်းတွေမတွေ့ရဘူးလားတွေ့ရတယ်ဒါတကယ်မိကောင်းဆွေကောင်းတွေပဲနော်တခြားဘက်မှာလည်းမိကောင်းဆွေကောင်းတွေရှိတာပဲနော်အဲကြောင့်မလို့ဒီနေ့မြတ်စွာဘုရားရှင်ကိုယ်တော်မြတ်ကြီးခေါ်ကြတော်မူခဲ့တဲ့ကလျာဏမိတ်တသံဃာဆိုတာကအဲလိုတစ်ပါးဖြစ်ပါနောက်၄ပါးမြောက်တစ်ခုထပ်သွားလေအောင်နော်သမဇီဝိတသံဃာတဲ့ဘာသံဃာလဲသမဇီဝိတသံဃာတဲ့ညတတင့်လျောက်ပတ်တဲ့ခြေတာစုဆောင်တဲ့သံဃာကိုသမဇီဝိတသံဃာလို့ခေါ်တယ်ဘောပေါက်ရလားညတပါလေညတတယ်ခြေတာတယ်စုဆောင်တယ်ထိမ့်သိမ့်တယ်စသည်ရောဗျာနှစ်မျိုးတော့ပြောတာမဟုတ်ဘူးနော်ညတတယ်ခြေတာတယ်စုဆောင်တယ်လိုအပ်တဲ့နေရာမှာသုံးတယ်မလိုအပ်ရင်မသုံးဘူးအဲ့လိုအကျင့်စာရိတ္တတွေရှိရမယ်တဲ့အဲ့ဒါကိုပါလဲဆိုလို့ရှိရင်သမဇီဝိတသံဃာတဲ့ညတတယောက်ပတ်ဆိုတာညတဝိပန်ခွဲထားပြီးသုံးသက်တဲ့စုတက်တဲ့သဘောတရားကိုသမဇီဝိတသံဃာလို့ခေါ်တယ်အဲ့သမဇီဝိတသံဃာမှာဘုန်းကြီးတို့တရားတော်မောင်းပြောကောင်းလို့ဆရာဇီဝကဆိုကြားဘူးရမဟုတ်လားဆရာဇီဝကပညာသင်တဲ့အခါတုန်းကနော်ဆရာဇီဝကပညာသင်တဲ့အခါတုန်းကစေပညာသွားတယ်ဆရာကြီးသူ့ဆရာကြီးသူ့ဆရာကြီးမှာစေပညာသွားတယ်တော့ပညာစုံတဲ့အခါကျသူ့ဆရာကပြောတယ်ကဲငါတပည့်ဇီဝကမြို့ပြင်ထွက်မြို့ပြင်မှာစေဘက်မဝင်တဲ့အပင်ရှိရင်နှုတ်ပြီးတာပဲဒီမြို့အပြင်မှာမင်းတွေ့တဲ့အပင်နှုတ်အဲ့ပင်ကစေဘက်မဝင်ပါဘူးဆိုငါဒီဒီဘက်မင်းပညာငါဆန်းတယ်ဆိုတော့ဆရာဇီဝကတန်တဝင်လေးတစ်ချောင်းနဲ့မြို့ပြင်ထွက်သွားဆရာဒီဘက်ကလိုက်ကြည့်တာမြို့ပြင်မှာတစ်ပင်မှန်တယ်များအောက်မှာနေကြီးမှာပေါက်တဲ့အပင်မှန်တယ်များဆေးဘက်ဝင်တဲ့အပင်ကြီးပဲတစ်မျိုးတစ်ပုံနဲ့သူဆေးဘက်ဝင်တယ်အဲ့ဒီခါကျတော့ဆရာဒီဘက်ကမြို့ပြင်သွားပြီးရင်သူ့ဆရာကြီးပြန်လာဆရာကြီးရဲ့ကျွန်တော်မြို့ပြင်သွားတာတဲ့အပင်မှန်တယ်များကအားလုံးဆေးဘက်ဝင်နေတယ်တဲ့ဘာဖြစ်လဲအပင်မှန်တယ်များအားလုံးဆေးဘက်ဝင်နေပါတယ်တဲ့ဆေးဘက်မဝင်တဲ့အပင်ကျွန်တော်မတွေ့ပါဘူးတဲ့အဲ့ဒီမှာဆရာကြီးကသဘောကျပါဒီဟုတ်ပြီအဲ့ဒါငါတကယ်မင်းကတကယ်ဆေးဘက်မှာတစ်ဖက်ကန်းတက်သွားပြီတဲ့မင်းငါစီကနေပညာသင်တာစုံသွားပြီမင်းပြန်လို့ရပြီတဲ့ဟောနော်ပညာစုံသွားပြီပေါ့အဲ့ဒီအချိန်မှာဆရာဒီဝကပြန်လာတယ်လမ်းတစ်ခုမှာရွာတရွာမှာတစ်သေးကတော်တယောက်ကခေါင်းကိုက်ဝေဒနာရှိတယ်သုံးနှစ်သုံးမှုဒီခေါင်းကိုက်တဲ့ဝေဒနာကိုခံစားတာအဲ့ဒီတိကတော်ကြီးရဆရာဒီဘက်ကလည်းအဲ့ရွာကိုရောက်တယ်ဆိုတော့ဘာဖြစ်တာလုံးဒီလိုပဲပေါ့နော်လောကဓမ္မမေးကြတော့ခေါင်းကိုက်တာ3နှစ်လောက်ရှိပြီဘာအသေးနဲ့မှမတည့်ဘူးကြောက်လည်းမကြောက်ဘူးဆိုတော့ဟောတွေ့ပါတယ်အဲ့ခေါင်းကိုက်တာဆိုပြီးတော့ဆရာဒီဘက်ကသူတို့တစ်ထိပ်အိမ်ကနေပြီးတော့ထောပတ်စီတစ်ထိပ်ဒီဘကန်တော့တောင်းလိုက်တယ်ထောပတ်စီတစ်ထိပ်ဒီဘကန်တောင်းပြီးတော့သူ့စီမှာပါတဲ့စီးနဲ့ရောခုနေပြီးတော့အဲ့တတိကတော်ကြီးရဲ့ဒီနှာခေါင်းထဲကိုအဲ့ထောပတ်စီကြီးလောင်းထည့်တာလောင်းထည့်ပြီးတော့ပြန်ညှစ်ထုတ်ပေါ်လေနော်ပြန်ညှစ်ထုတ်ပေါ်အဲ့ဒီအချိန်မှာမလုပ်လေဆိုတော့တတိကတော်ကြီးကအဲ့ဒီထောပတ်နဲ့ဆရာဒီဝကစီပေါင်းဆက်ပြီးတော့နှာခေါင်းထဲလောင်းထည့်ထားတဲ့ဒီ
ဒီထောပတ်စီတတိကတော့သူ့တပည့်ကိုပေါ်ပြီးတော့ပကံထဲမှာပြန်သိမ်းခိုင်းတာလေသူ့ကန်းတာနော်ပကံထဲမှာပြန်သိမ်းခိုင်းတာလေငါတပည့်လားတဲ့ငါဒီနှာခေါင်းထဲကညှစ်ထုတ်တဲ့ထောပတ်နဲ့ဒီဟွာကိုစီးကိုပကံထဲမှာပြန်သိမ်းထားပါဟောမတူကြမလားဘိတ်တယ်နော်ဒီလောက်ချမ်းသာတဲ့တတိကတော့ကြီးကထောပတ်ကလေးတစ်ပကံတော့ကိုနှာခေါင်းထဲမှာထည့်ထားတဲ့ထောပတ်နော်နှစ်ချီနဲ့ရည်တွေပိုင်းနဲ့ပုံလုံးဖေးနေတဲ့ယောဂနဲ့လုံးဖေးနေတဲ့ဒီထောပတ်ရည်ကိုပကံထဲမှာပြန်သိမ်းခိုင်းတာလေဘာလို့ဘုလို့ထင်လဲဘိတ်တယ်ညီလို့အဲ့ထောပတ်ရည်ဘာလို့ဘုလို့ထင်လဲပြန်စားလို့လားစားရလားနှာခေါင်းထဲမှာတက်ပြီးတော့နှက်ကြီးနဲ့သူရောမှုပြီးတော့ပြန်ပြစ်ထုတ်လိုက်တဲ့ထောပတ်ရည်တွေပေါ့နော်ထုတ်ပြန်ပကံအပြစ်ရှိမှာပေါ့ဟာနော်တတိယပကံထုတ်တဲ့ပကံပြန်ကြမှာပေါ့အဲ့ဒါကိုတစ်သေးကတော်ကြီးကပြန်သိမ်းထားတယ်ဒါသမဇီဝိတတံပဒနော်အဲ့ဒါကိုနားလည်အောင်ပြောမလို့ညတ်တာထွေတာစုဆောင်ပါရဲ့တော့တစ်သေးလောင်းနေမှာဟုတ်လားအောင်မှာပိဋကတွေတစ်သေးဖြစ်ချင်ဖြစ်တာမဟုတ်ဘူးအမတန်မှစုနိုင်လို့အမတန်မှကြစ်ပါအောင်လက်ထဲမှာစုပ်ထားနိုင်လို့မဲနေထိုင်ချမ်းသာတာမဟုတ်ဘူးတတိဖြစ်တာမဟုတ်ဘူးအခုလည်းဒီဆရာဒီဝကနဲ့ဒီတတိကတော်ကြီးထောပတ်စီလေးဒီထောပတ်ရာဒီမှာထောပတ်လေးဒီလိုလေးကောက်ပကံတစ်ထိပ်ပကံနဲ့တက်တခုသေးလေးနဲ့ငွေပြီးတော့ဒါလေးပါဖြစ်တယ်သူအပြင်မှာပြည့်ထုတ်လိုက်ရတယ်မဟုတ်လားမတော့ဘူးတတိတွေကအဲ့ထောပတ်ဒီသူ့ပကံနဲ့ပြန်သိပြီးတော့သူ့တပည့်ကိုပြောတယ်အဲ့ဟာလေးကိုတခြားသိတာတဲ့ဆရာဒီဝကကြည့်တယ်တတိလူကပြောတာဒီထောပတ်တောင်မှညစ်ပြီးတော့ပကံနဲ့ပြန်သိနေဆိုလို့ရှိရင်တော့ငါစေကူဝါကတော့စက်မှပေးမဲ့သဘောမရှိတော့ဘူးခင်ဗျတတိတွေကစီနေလိုက်တာပေါ့လေစိတ်ထဲမှာမျက်နှာပြက်နေဆရာဒီကအဲ့ဒီချိန်တော့ဆရာကြီးကပြောတဲ့အခါကျတတိကြီးကဆရာဒီကတဲ့တတိကပြောတယ်အဲ့ဒီထောပတ်စီကလဲရီပါရီမှာတို့လဲရီပါရီမောင်းရင်တချို့လဲရီအတန်ထွက်တာကြားဘူးလားကြီးနဲ့ဝက်ပူပါဝင်ကလဲတယ်စက်တဲ့ခါကျတော့အဲ့မှာအတန်ကြီးတယ်မဟုတ်လားအဲ့ထောပတ်စီကိုအဲ့ဝေရိုးထဲမှာလှမ်းပြီးတော့ပြစ်ခက်လိုက်အဲ့တဲဝေရိုးကအတန်မကြီးတော့ဘူးချောစီပေါ်ဟာနော်ချောစီဖြစ်သွားတယ်အဲ့ဒါကိုတတိကြီးကဒီသူညှစ်ထုတ်လိုက်တဲ့အဲ့ထောပတ်စီကိုအဲ့တဲဝေရိုးတွေပါလေအတန်ကြီးတဲ့ခါကျတော့ညီရင်သုံးမှုတဲ့ပြန်တတိကတော့နော်တတိကတော့တကယ်ကိုဂတိမကချမ်းသာတဲ့တတိကတော့အဲ့ထောပတ်စီကိုအဲ့တဲဝေရိုးလိုပါလို့မှထည့်သုံးမှုတဲ့အတန်ကြီးတဲ့ခါကဲပြန်သိခိုင်းထားတာနော်နောက်တစ်ချက်ကတဲ့ဆရာဒီဝကတဲ့နွားတွေပါလေထုံတုံးနဲ့ယုံတဲ့အခါမှာနွားတွေမှာသူတို့ပခုံးပေါက်တယ်အဲ့ပေါက်တဲ့ခါကျအဲ့စီလေးနဲ့အဲ့အနာလေးကိုပုတ်ပေးလိုက်ရင်အဲ့နွားတွေတက်တာလေဟောသမဇီဝိတတံပဒနော်တတိတွေရဲ့လမ်းစဉ်အဲ့ကြောင့်မြတ်စွာဘုရားကြီးကိုရောမြတ်ကြီးကမိတ်သမဇီဝိတတံပဒဆိုတာညတတနဲ့သုံးသက်ဆွဲတတ်တဲ့ဘောတရားရှိတဲ့တံပဒကိုလည်းပဲသမဇီဝိတတံပဒတဲ့အိဋ္ဌာတရားနဲ့ပြည့်စုံတဲ့တရားပါလို့ဘုရားရှင်ကိုရောမြတ်ကြီးကမိတ်တာအဲ့ဒါလည်းပြီးရောတတိယဆရာဒီဘကောအဲ့လိုရှင်းပြတော့ဩဟုတ်လားတတိယလည်းအတရား၄တောင်တတိကတော်လည်းအတရား၄တောင်သူသမီးတွေကလည်းကျေးဇူးတင်လို့အဲ့ဆရာဒီဘကောကိုကျေးဇူးဆက်တာအတရား၄တောင်အားလုံးပေါ်လေတို့လောကဆင်လာတို့ဘုံဝိုင်းပေးလိုက်တာပေါ့နော်အဲကြောင့်မလို့ဒုတရားနာပိဋကပေါင်းပြီးတော့ကောင်းလို့လေသမဇီဝိတတံပဒဆိုတာမိမိတို့ရရှိထားတဲ့သောကရှာဖွေလို့စုဆောင်းလို့ရရှိထားတဲ့ပစ္စည်းဥစ္စာလေးတွေလည်းပဲညတတတစ်လျောက်ပတ်အောင်သုံးတဲ့ဝေဖန်တဲ့ပေးတဲ့ကမ်းတဲ့တူတဲ့တန်းတဲ့စုတဲ့အဲ့ဒါကိုလည်းသမဇီဝိတတံပဒလို့မြတ်စွာဘုရားရှင်ကိုယ်တော်မြတ်ကြီးကဟောတော်မူတာဖြစ်ပါတယ်အားလုံးတံပဒတရားဘယ်နှပါးရှိပါလဲ၄ပါးရှိပါတယ်နော်၄ပါးကိုမှတ်မိတယ်မဟုတ်လားနံပါတ်1ကပါရဲဥဒ္ဒါနတံပဒပါရဲလို့လုံလဝိရိယရှိတဲ့တံပဒနံပါတ်2ကရောအာရခတံပဒစောင့်ရှောက်တတ်တဲ့တံပဒကိုအာရခတံပဒလို့ခေါ်တယ်နံပါတ်3ကရောကလျာဏမိတ်တံပဒမိကောင်းဆွေကောင်းရှိတဲ့တံပဒနံပါတ်4ကရော
သမစီဝိဒတံပဒါနော်မိမိရှာဖွေထားတဲ့စီးစိမ်ဥစ္စာလေးတွေကိုကြစ်ကြစ်ပါအောင်စုပ်ထားနိုင်တဲ့ဒါမှမဟုတ်လေစုဆောင်းတတ်တဲ့သဘောတဘာဝလေးတွေကိုသမစီဝိဒတံပဒါလို့မြတ်စွာဘုရားရှင်ကိုလိုမြတ်ကြီးကဟောတော်မူတာဖြစ်ပါတယ်နော်ဒီနေ့တို့အကြောင်းတို့တကားတကောင်ကောင်းတော်ကောင်းတို့အိဋ္ဌတရားတော်ဆိုတာဒီ၄ပါးနဲ့ပြည့်စုံရင်တကယ်အသက်သက်ကနေပြီးတော့လူတိုင်းကရနိုင်တဲ့အဲ့တရားဒီဟူလားဒီတရား၄ပါးကိုသာမိမိတို့တရားပတ်အောင်ကြည်ကြံကြည့်အေးငါဒီနေ့ပြစ္ဆုတ်ကံမှာဥက္ခဏဖြစ်ပြီလားဒါမှမဟုတ်လေအာရခဖြစ်ပြီလားဒါမှမဟုတ်လေကလျာဏမိတ်တာရှိပြီလားဒါမှမဟုတ်လေတမဇီဝိတာဖြစ်ပြီလားအဲ့ဒီ၄ပါးနဲ့ငါရဲ့ဒီတရက်တာမှာအဲ့ဒီ၄ပါးတွေကဘယ်နှပါးတော့ငါပြည့်စုံတယ်တကယ်လို့က၄ပါးနဲ့လားပြည့်စုံနေလို့ကြည့်ရင်တော့အိဋ္ဌတရားတကယ်ကိုလိုတာရတဲ့တရားကိုမိမိကိုရထားတာပဲလို့ဘုန်းကြီးတို့အနုမောဒနာပြုကျင်ပါတယ်နော်အာနုတို့ဉာဏ်နာပိသဘောင်းတော်ကောင်းတို့ဒါတော့မိနစ်20သင်ပြတော့ပါညောဒါတော့သင်ပြတော့ပါအဲကြောင့်အိဋ္ဌတရားတော်မှာမြတ်စွာဘုရားရှင်ကိုရောမြတ်ကြီးဟောတော်မူထားတဲ့အတိုင်းအလုံးတော်တို့တရားဓမ္မအပေါင်းတော်ကောင်းတို့လည်းပဲပြည့်ညံကြိုးကိုအားထုတ်နိုင်ကြပါစေလို့တရားညီကုန်းချော့အောင်လုပ်ပြကြည့်တာနော်ဒါနံတတံလူတတ္တယသီလရတံတုတက္ကရာဘာဝနာပိယတံဟောတုတရံတုဘဝတာကရံတတ္တယနာသုံးတံကံငိုင်းအကျိုးမြတ်လို့ယုံကြည်ကုန်၏ပညာတရားတရားဖြင့်ဒါနံနေတိများသည်ချမ်းမီပဲဒါနခေါ်၍ဝိဝေတအကုသိုလ်မျိုးကိုဒါရဏုသေနာသုံးပါးညီစွာထား၍ထူထမ်းနိုင်ကြပါလေကုန်သတည်းဒီလ၅ပါး7ပါး10ပါးထိုဤများလားအရှင်သီလကိုသဗ္ဗရာနိယောညင်ပါပဲခါမရင်အခါခတ်တဲ့ရတန်တို့မကျိုးမပေါက်မညှိုးချောင်းထိန်ထိန်ကောက်ကြောင်းနိုင်ကြပါလေကုန်သတည်းဘဝတာကရံကာမရူပအရူပကိုခေါ်ဆိုအပ်တဲ့ဘဝပင်လေရည်ရည်ကျဲကြီးကိုတရံတို့ကောင်းစွာမသွေကုခတ်နိုင်ကြပါလေကုန်သတည်းဟောတုဒုတိယံပိတတိယံပိမယံဗံပိသံဃာရဝိဒဒုက္ခတောဒောဂနထာယဣမံဣဝရံတံဇတဒီမနိဗ္ဗာနတသစ္စယောဟောတုသာသာကျွန်တော်တို့ဆက်လက်ပြီးတော့သင်္ကန်းစရင်ပေးထားတဲ့လူရှင်များလူရှင်အပေါင်းပြီးတော့တော့အများကြီးပဲဒီလိုသင်ခတ်ပါတယ်ဒါကဓမ္မအပေါင်းပြီးတော့ကောင်းလို့ကမြတ်စွာဘုရားရှင်ကိုယ်တော်မြတ်ကြီးရဲ့သာသနာတော်ကိုပစ္စည်းလေးပါးနဲ့ထောက်ပံ့ဆွေးနွေးကြရတယ်လို့မိမိတို့စိတ်ထဲမှာအာရုံပြုပြီးတော့လိုအပ်တာရှိရင်လည်းပဲသာသနာပြုဒီကိုမောင်နှမတွေပဲဆိုတဲ့စိတ်ထားနဲ့သိခံခွင့်လို့ပြီးတော့မိမိတို့လူတန်းတဲ့တထိန်ဒါနတထိန်အောင်ပွဲအစီအစဉ်များကိုမိမိတို့လူတန်းထားတဲ့အဖက်ဖက်ကနေပြီးတော့ဝိုင်းဝန်းကုသိုလ်ယူပြီးလူတန်းထားတဲ့ผู้ရှင်အားလုံးတို့ဒီမိမိတို့လူတန်းထားတဲ့လူတန်းမှုကိုဒီသက်တော်ချအမြတ်ပေးလို့ရအချိန်ရောက်ရှိပါပြီအားလုံးတော့တို့တရားဓမ္မအပေါင်းတော်ကောင်းတို့ကိုကျေးဇူးတင်ပါတယ်လို့ပြောရင်းဒီသက်တော်ချအမြတ်တမ်းပေးလို့ရဖြစ်ပါတယ်နော်အဲကြောင့်ဒီသက်တော်လေးစင်စစ်ဖြစ်ပြီးဆိုရင်တော့အားလုံးကုသိုလ်ဒါနဖြစ်အောင်တိုက်ဆိုကြရပါနော်အရှင်ဘုရားတတိတော်မတို့ပြည်အသက်ရှင်စွာအနာမဲ့ရေးယံဘေကင်းကြောင်းကောင်းမှုမင်္ဂလာဖြစ်ပါစေခြင်းအကျိုးငါ၎င်းအထိန်သင်္ကန်းသက်ကလူတန်းရာအချိန်အခါ၌သံဃာတော်အရှင်မြတ်တို့အားသင်္ဖေကြည်၍မုံမြတ်သောစွမ်းတဲွယ်လူတန်းဖွယ်ရာအဖျားဖျားတို့ကိုသက်ကလူတန်းပါ၏အရှင်ဘုရားဘုမတပါ
ပရိသတ်တို့အားသာတော့ဖွယ်ရာအဖျားဖျားတို့ဖြင့်အခါတွေ့မွေလူတန်းပါ၏အရှင်ဖျားလူတန်းရသောစေရနာအဖျားဖျားကြောင့်တပိတော်မတို့သည်ကျမ်းကျမ်းမာမာချမ်းချမ်းသာသာယောဂပယကင်းစင်ပါ၍နတ်ဖို့နိဗ္ဗာန်ကိုမြတ်မောပြုရပါစေသာအရှင်ဘုရားယနေ့ယခုပထိန်သင်္ကန်းသက္ကလူတန်းရာအချယံခါ၌လူတန်းရသောကုသိုလ်ကံစေရနာတို့ဤအဖို့ဘာကကို30ပုံ၌သင်လေကုန်သောဝိနည်းယဒုက္ခိတနတ္တဝါအပေါင်းတို့အားအမြဒေဝေပါ၏အမြရ၍ကိုယ်စိတ်နှဖျားကျမ်းမာချမ်းသာကြသည်ဖြစ်ကြပါစေသောအာလုံးကြာအမြဒီလိုမူကြပါဘုံတော်သာဓုဒီလိုမူကြပါဘုံတော်သာဓုအားလုံးသောတရားဓမ္မအပေါင်းတော်ကောင်းတို့သည်ဒုက္ခမင်္ဂလာအိစ္ဆာမင်္ဂလာချမ်းသာမင်္ဂလာအပြာပြာနဲ့ပြည့်စုံတဲ့ပုဂ္ဂိုလ်များများဖြစ်နိုင်ကြပါစေ။ဒေါနာသာသနာစီရန်တေတုဘုရားသာသနာစီရန်တေတုဘုရားသာသနာစီရန်တေတုသာဓုကျွန်တော်တို့ချိန်မုံဝင်ကိုကျင်းနေဆိုရင်ကျဲလို့ရပြီနော်ဒါပေမဲ့ဦးစင်းပြန်တွားပြီးတော့မှအားလုံးထပြီးဟိုဒီနေရာတွေကျွန်တော်ထပ်မပြောကြအပ်ပါတယ်ချိန်မုံဝင်ကိုကျင်းမဲ့ဆိုရင်ကျဲလို့ရပြီနော်ချိန်မုံကိုစိတ်နဲ့ပြောကျမ်းမာစွာဖြင့်ချမ်းသာစွာဖြင့်ဆရာတော်ခန္ဓာဝန်ကိုသာသနာဝန်ကိုရေကူစွာဆောင်ရွက်နိုင်ပါစေဘာလို့ရှေ့လာလဲရှေ့ပါအောင်ရှေ့Hello.